လာပါမင်္ဂလာရှိတော့မင်္ဂလာညချမ်းလေးပါဒီနေ့ကျွန်တော်က Phyto-B လို့ခေါ်တဲ့ကျွန်တော်ဦးတန်းစင်စီဖြစ်ပါတယ်ကျွန်တော်ရဲ့စားပေါက်လာတဲ့အညစ်အကြေးတွေကိုဆွတ်ထုတ်ပေးဖို့ဆိုလို့ရှိရင် Phyto-B ကိုတနေ့တစ်ထုပ်တောက်လို့ရပါတယ်ဒီ Phyto-B ကဆိုလို့ရှိရင်ကျွန်တော်နေ့စဉ်နဲ့အများပြင်ပအစားအစာတွေစားပေါက်လာတဲ့အညစ်အကြေးတွေမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗိုက်ထဲကဥနိုင်ရံတွေမှာကန့်ကြီးတွန်ကြံခဲ့တဲ့အတွက်ကိုလည်းအင်္ဂါတွေကျွန်တော်ရဲ့မိတ်မသားဖြစ်တယ်ကျွန်တော်ဝမ်းသွားရတာအဆင်မပြေဘူးဝမ်းသွားတဲ့ပြဿနာအခက်အခဲရှိတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ဒီ Phyto-B လေးကိုတောက်စေခြင်းနဲ့ကျွန်တော်ဆိုလို့ရှိရင်လေကောင်းယောဂကြီးတချို့ဖြစ်ကြရတယ်ပေါ့နော်။ဘာကြောင့်ဖြစ်ကြလဲ။ဝမ်းပုံမှန်သွားမှုမရှိဘူးပေါ့နော်။မရှိတဲ့အတွက်ကိုလေကောင်းယောဂတွေအဖြစ်များကြတယ်။ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ရဲ့ခန္ဓာကိုယ်သာကျွန်တော်ကသွားတိုက်တယ်မျက်နှာတက်တယ်တကူရီတန်ရှင်းလုပ်ပေးတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ဗိုက်ထဲကအညစ်အကြေးတွေကိုဘယ်သူမှတန်ရှင်းလုပ်မပေးပါဘူး။ဒါကြောင့်မလို့ဒီနေ့ SCN ကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့ Phyto-B ဥရှင်သေးလေးဖြစ်ပါတယ်ပေါ့နော်။ဒါကျွန်တော်ဆိုလို့ရှိရင်ဒီနေ့ညတစ်ထုပ်စပြီးတော့တောက်ပါပြီ။ Phyto-B ဒီလိုထုတ်ကလေးပေါ့နော်။ဒီဘူးထဲမှာဆိုလို့ရှိရင်ကျွန်တော်ကြီးဒါဒီတပူကို15တော့ပါပါတယ်ကျွန်တော်ရေဝမ်းအရင်ပြဿနာချုပ်နေတဲ့သူတွေဆိုလို့ရှိရင်တညကိုတစ်ထုပ်တောက်ပေးပါမနေ့ဆိုလို့ရှိရင်ပုံမှန်ဝမ်းသွားတဲ့အချိန်မှာပေါ့ပနဲ့ကျွန်တော်ရေဦးနေရမှာရှိနေတယ်အညစ်အကြေးတွေကိုဆွတ်ထုတ်ပေးပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ခေါင်းကိုက်တာတွေเนาะခေါင်းမူးတာတွေကိုလည်းအင်္ဂါမအိမ်မသာဖြစ်တာတွေကိုတဖြည်းဖြည်းနဲ့တက်တာပြောက်ကင်းသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီရဲ့Phyto-B လေးရဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုယ်တိုင်သုံးဆွဲထားတဲ့ဓာတ်စာတစ်မျိုးဖြစ်တယ်ပေါ့နော်ဒီရဆိုလို့ရှိရင် KWC နဲ့ထုတ်လုပ်ထားတာဖြစ်တယ်ပေါ့နော်ပန်းသီးသိန်း36လုံးပန်းသီးနီ86လုံးနဲ့ထုတ်လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့เนาะကျန်းမာရေးတွေကောင်းမွန်လို့ဆိုလို့ရှိရင်တကယ်ကိုမှကောင်းမွန်တဲ့ဓာတ်စာတွေကိုသုံးဆွဲပေးဖို့လိုအပ်တယ်ဒါကတော့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကိုယ်တိုင်ဒီထုတ်ကလေးကိုစတောက်မှာဖြစ်ပါတယ်ပေါ့နော်ခန္ဓာကိုယ်မှာလန်းလန်းဆန်းဆန်းဖြစ်ရှင်တဲ့သူတွေပေါ့ဘဝမှာနေထိုင်နေတဲ့သူတွေကျန်းမာရေးအထူးဂရုစိုက်ပြီးကောင်းမွန်တဲ့သူတွေဖြစ်ဖို့အတွက်ဆိုလို့ရှိရင် Phyto-B လေးကိုမမေ့ပါနဲ့ပုံမှန်လေးတောက်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကျန်းမာရေးတွေဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့Phyto-B လေးကိုတောက်ဖို့ကျွန်တော်ကိုယ်တိုင်တိုက်တွန်းပါတယ်